ကျေးဇူးတော်နဲ့ညီသက်ချင်းရှိပါစေနှစ်ပိုင်းခွဲပြီးတော့မှကျွန်တော်ပြောမယ်ပထမတစ်ပိုင်းကတော့တတိပေးခြင်းနဲ့အသိပေးခြင်းပေါ့ရှင်ယောဟန်ဩဝါဒစာဒုတိယဆောင်အခန်းကြီး1အငယ်9မှာလူစားတိအဖြစ်ကြွလာတော်မူသောယေရှုခရစ်ကိုညှင်းပယ်လျက်လှည့်ဖြားသောသူအများတို့သည်လောကထဲသို့ဝင်ကြပြီထိုသို့သောသူသည်လှည့်ဖြားသောသူဖြစ်၏အန်တိခရစ်လည်းဖြစ်၏တေယောခန်းကြီး2အငယ်18မှာချစ်သားတို့ယခုကာလသည်နောက်ဆုံးသောကာလဖြစ်၏ခရစ်တော်၏ယံသူတည်းဟုသောအန်တိခရစ်ပေါ်လာကြောင်းကိုသင်တို့ကြားရသည့်အတိုင်းယခုပင်အန်တိခရစ်အများရှိ၏ထို့ကြောင့်ယခုကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏တေယောခန်းကြီး4အငယ်15မှာယေရှုသည်ဖျားသခင်သားတော်ဖြစ်တော်မူသည်ကိုယေရှုသည်ဖျားသခင်သားတော်ဖြစ်တော်မူသည်ကိုယုံကြည်သောသူမည်သည်ကားဝန်ခံသောသူမည်သည်ကားဖျားသခင်၌တည်၏ဖျားသခင်နှုတ်ကပတ်တော်ခဏဩဝါဒမဟုတ်ဘူးမှားယွင်းတဲ့သွန်သင်မှုမဟုတ်ဘူးအသင်းတော်ကိုတိုက်ခိုက်တာမဟုတ်ဘူးနှစ်ချင်းကိုတိုက်ခိုက်တာမဟုတ်ယုံကြည်သူတွေကိုတိုက်ခိုက်တာမဟုတ်အခုကယေရှုကိုတိုက်ခိုက်လာတာယေရှုဟာလူဣသားယေရှုဟာဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုတာကိုယုံကြည်ရင်ငရဲသွားမယ်Jesus is nothing ဒါရီပြောလာတယ်အစအဆုံးနားထောင်ဖို့မလိုပါဘူးဒီနေ့သင်ကိုအစိတ်ခတ်ပြီးတော့မှသင်ကိုတတ်ဖို့ဟင်းခွက်တိုင်းမှာအစိတ်ထဲ့เสียမလို့တစ်ခွက်မှာအစိတ်ခတ်လိုက်ရင်ပြီးတာပဲကျန်တဲ့ဟာတွေအားလုံးကောင်းတယ်ဘာမှပြဿနာမရှိဘူးကျန်တဲ့ဟာတွေအားလုံးကောင်းတယ်ဒါလေးပဲအဲ့ဒါကအစိမ်းဒီနေ့ကျွန်တော်တို့ဒါကိုနားလည်ဖို့အင်မတန်မှအရေးကြီးပါတယ်ယေရှုဟာခရစ်တော်လို့ကျမ်းစာကပြောပြီးပြီပေတရုက You are the Christ the Son of the living God ကိုတော်ဟာခရစ်တော်ဒီဟုသောဘုရားသခင်ရဲ့သားတော်ရှင်ယောဟန်20အငယ်31မှာယေရှုသည်ခရစ်တော်ဒီဟုသောဘုရားသခင်သားတော်ဖြစ်တော်မူသည်ကိုသင်တို့သည်ယုံမည်အကြောင်းထိုသောယုံ၍နာမတော်အပြင်အသက်ကိုရမည်အကြောင်းဤများလောက်ရေးထားသည်အဲ့ဒါကိုပဲယေရှုဟာလူဤသားဘုရားကသားမဟုတ်ဘူး Jesus is nothing ကျမ်းစာအထောက်ထားပြပါဆိုတော့ကျမ်းစာပြရင်လှူစားမှာပေါ့တဲ့ကျမ်းစာကိုယုံရင်ကယ်တင်ခြင်းမရဘူးဒီနေ့မှားယွင်းသောအဖွဲတွေချော်သွားတဲ့သူတွေဟာအဲ့ဒီကစတာတမန်ကျမ်းစာကိုပြစ်ပယ်ပြီးတော့မှတမန်ကျမ်းစာရဲ့အခွင့်အာဏာကိုဆန့်ကျင်ပြီးတော့မှကျမ်းကိုမကင်မဲနဲ့ပြောလာတယ်ဘာဖြစ်လို့ကျွန်တော်ပြောတာလဲဒီနေ့မိစ္ဆာပရောဖက်အစင်မဟုတ်တော့ဒါက anti Jesus လို့ခေါ်တယ်ဧဝံဂေလိတရားရဲ့အနှစ်ချုပ်ဧဝံဂေလိတရားရဲ့ foundation ဒါကိုတိုက်ခိုက်လာတာယော36ကိုယုံရင်ငရဲသွားမယ်တကယ်တော့တင်တဲ့ကျွန်တော်ယုံတဲ့ခရစ်တော်ဟာယနေ့အသက်ရှင်တဲ့ခရစ်တော်ပဲ
before တွေ after တွေဘာမှခွဲเสียမလို့ဘူးကျွန်တော်အားလုံးကခရစ်တော်အသေးခံပြီးလို့တည်ခြင်းမှာပြန်ရှင်ပြီးလို့နှစ်ပေါင်း2000ကျော်တော့မှလူဖြစ်လာတာမဟုတ်ဘူးလားဘုရားကနာဇရက်မြို့မှာရှိတဲ့ဂျူးလူမျိုးယေရှုကိုသွားယုံနေလို့လေတကယ်တော့တန်ရှင်သောဝိညာဉ်တော်ရောတမန်တော်တွေပါယေရှုနဲ့ခရစ်တော်ကိုခွဲဖို့တခါမှကျမ်းစာမှာမသွန်သင်ခဲ့ဘူးဒီနေ့ကျွန်တော်တို့ကဘုရားခင်ကိုဓာတ်ခွဲကမ်းထဲမှာထည့်ပြီးတော့မှခွဲပိုင်တဲ့သူတွေမဟုတ်ဘူးယေရှုဟာခရစ်တော်ပဲပေါလုလည်းပဲသူဒါပဲဟောတယ်တမန်တော်ခန်းကြီးကိုအငယ်20မှာယေရှုသည်ဘုရားခင်သားတော်ဖြစ်တော်မူကြောင်းကိုတရားစရတို့၌မဆိုင်မလင်းဟောလေ၏ခဏငယ်20နှစ်မှာယေရှုသည်ခရစ်တော်ဖြစ်ကြောင်းကိုထင်ရှားစွာပြ၏ပေါလုကိုယ်တိုင်ဒါပဲဟောသွားတယ်ဒါပေမဲ့ခဏလူသားယေရှုလူဤသား nothing ခဏကြောက်စရာကောင်းလာတယ်ဘာလို့ဒီနေရာမှာပြောတာလဲဒီနေရာမှာဟောတဲ့လူတော်တော်များများကလည်းပဲအဲ့ဒီလူနဲ့အရေးဩဇာလွှမ်းမိုးမှုမကင်းဘူးတိုက်ရိုက်ဖြစ်စေတော်ဝဲတော်ဖြစ်စေတနည်းတစ်ပုံပတ်သက်မှုရှိတယ်ဒါကိုဘုရားသခင်ရဲ့လူအနေနဲ့ကျွန်တော်ပြောရမယ်ပြောဖို့ဘုရားသခင်ရဲ့အမိန့်တော်ရှိတယ်အပြင်းလူတွေသာဘာသာကြားတွေသာတပါးမျိုးသားတွေသာကြောတော်လို့ကတော့ကျွန်တော်သွားပြီဘာမှအေးဝင်ကလေးလို့လို့ရမှာမဟုတ်တော့ဘာမှစပြောလို့မရတော့ဘူးဒီနေ့ယေရှုဟာခရစ်တော်ပဲအသွေးအသားနဲ့ကြွလာတဲ့ဖခင်သခင်လူသားတရားရှိသလိုသူ့မှာဖခင်တရားရှိတယ်ဒီနေ့ကျွန်တော် theological sound ဖြစ်ဖို့အရေးကြီးတယ်ဗမာလူမျိုးတွေရဲ့အားနည်းချက်ကပုဂ္ဂိုလ်ခင်ရင်တရားမင်းနေမလွန်ဆန်ရဲဘူးပြောလိုက်ကြတဲ့ကဖခင်တရားတန်ခါဆရာမိဘဆိုတော့ဆရာကိုဖခင်နဲ့တကိုင်းနဲ့သွားထားလိုက်တယ်အဲ့ဒါကမဟာအမှားပဲကျွန်တော်လည်းမှားနိုင်တယ်ကျမ်းစာနဲ့ပြန်ကြည့်ပြောတာလွဲနေရင်အာမနာနေအာနိုင်ရင်အာပါတယ်ဒီနေ့မိစ္ဆာပရောဖက် anti Jesus ဟာငရဲကလာမှာမဟုတ်ဘူးဂျိုးနေမဟုတ်ဘူး US ကပြန်လာမှာဒီနေ့ကျွန်တော်တို့သတိထားဖို့အရေးကြီးတယ်မတော်တဆ emotion နဲ့အနိုင်ရလို့ဇောနဲ့ရှာခလုတ်တိုက်ပြီးတော့မှပြောတာကိုတော့ကျွန်တော်လက်ခံတယ်ဒါကတော့ debate စကားလူတဲ့အခါမှာငါစကားငါပဲနိုင်ရမယ်ဒါကတစ်မျိုးပေါ့အခုကနှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်ပြီးတော့မှတကယ်ကို systematically ယေရှုနဲ့ခရစ်တော်ခွဲလို့ God man လူဤသားပြောလို့ဘုရားကပို့ပြီးကောင်းကြီးရသွားလို့ငကိုရေကဒါယုံကြည်နေတဲ့သူတွေတော်မှပဲလဲထွက်သွားတာအဲ့ဒါကစကားနဲ့ကစားတာအုံတော့ဖောက်စားတာတောင်ကကျွန်တော်မိတ်ဆွေဆရာတယောက်ဆိုရင်ယူသွားပြီတချို့ကအတူတူ gospel လုပ်တယ်အတင်းတော်မှာအင်တဲ့အားတဲ့ပါဝင်တယ်အခုအဲ့ဒီ doctrine ရတော့တဲ့အခါမှာဘုရားကျောင်းမှာကြီးညာတယ်အရင်ကငါဟောခဲ့တာတွေငါယုံခဲ့တာတွေငါသိခဲ့တာတွေအားလုံးမှားတယ်လုတ်ပုံကကြည့်ကြည့်သူရဲ့အသက်တာကိုသွားကြည့်ဘာပုံမှမပေါက်တော့တချင်ကလူငယ်ခေါင်းဆောင် gospel လုပ်တယ်အခုအေဝံဂေလိလည်းမထွက်တော့ဘူးယေရှု3ယောက်ရှိတယ်ပြောလို့ပြောဘုရားသခင်ကကျမ်းစာထဲကြီးတယ်လို့ပြောလို့ပြောကျွန်တော်မငြင်းပါဘူးဒါပေမဲ့ကျမ်းစာသာမရှိရင်သင်ဘုရားကိုဘယ်တော့မှမသိဘူးဘုရားသခင်ကဒီကမ္ဘာလောကနဲ့ဒီကာလတွေကျမ်းစာကိုပေးထားတာအလကားမဟုတ်ဘူးဘုရားသခင်ကမှတ်ထားပါဘယ်တော့မှကလကာရှိကိုထွက်မလာဘူးအားလုံးကကျမ်းစာနဲ့ပဲသွားရတာအဲ့ဒီကျမ်းစာကိုပဲအပြစ်တင်ပြီးတော့မှကျမ်းမပါဘဲနဲ့အလွတ်ပြောလို့ကတော့လက်မခံပါနဲ့ဒါမလို့ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး2အငယ်20မှာမူတာသုံးသောသူကအဘယ်သူနည်းယေရှုသည်ခရစ်တော်မဟုတ်ဟုညင်းပယ်သောသူဖြစ်သည်
ခမဲတော်နှင့်သားတော်ကိုညှင်းပယ်တော်သူသည်အန်တိခရစ်ဖြစ်၏ဒါမလို့ချစ်သူတို့စာရမဏေဟာဘယ်တော့မှဦးကြောက်ကြားကိုမသုံးဘူးဗျသိတော်တယ်ဘယ်တော့မှဆရာပေါ့ဆကိုမသုံးဘူးကျွဲကူးမှရေးပါတယ်ဆင်သွားမှလမ်းဖြစ်တယ်စာရမဏေဟာဘု து ကိုသုံးအောင်လဲဆိုတော့ तू ကောင်းကောင်းသိတယ်ချစ်လို့ပြောတာပါမယုံပါနဲ့အဲ့ဒါချစ်တာမဟုတ်တင့်တာအဲ့ဒါသေဖို့ညှိတာဒီနေ့ကျမ်းစာကိုကိုယ်တိုင်ဖတ်ပါအားလုံးရဲ့အပေါ်မှာကျေးဇူးတော်နဲ့ညီသက်ချင်းရှိပါစေဒီနေ့ကျွန်တော်ဝင်ငှမယ့်အကြောင်းကတော့အောင်မြင်ခြင်းနဲ့ဝေးဖွာလာတဲ့တင့်ကိုကျွန်တော်အားပေးဖို့နှုတ်ကပတ်တော်အားဖြင့်ပြင်ဆင်ထားပါတယ်။သင်ဟာအောင်မြင်ဖို့ဝေးဖွာလာတဲ့လူတစ်ယောက်ပါ။ငါတို့သည်ခရစ်တော်နှင့်အတူအောင်ပွဲကိုအစဉ်ခံစေခြင်းကပြုတော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းခြင်းရှိစေသတည်း။သင်ကိုအောင်မြင်သူအဖြစ်ဘုရားသခင်လှုပ်ထားတယ်။သင်မောကိုရေပေါ်သွားဖို့လှုပ်ထားတာလေးမြန်ကိုလေးပေါ်ပြန်ဖို့လှုပ်ထားသလိုသင်ကိုလည်းပဲအောင်မြင်ဖို့ဘုရားလှုပ်ထားတယ်သင်ဟာအရှုံးသမားမဟုတ်လူငယ်တော်တော်များများကပြောတယ်ငါတို့လူဖြစ်ရှုံးနေအချိန်မှနေရာမှနိုင်ငံမှပြီးမွေးလာတယ်သင်ကိုကျွန်တော်အားပေးခြင်းတယ်မမှားပါဘူးသင်မရှုံးပါဘူးတကယ်တော့သင်ဟာအောင်မြင်လို့လူဖြစ်လာတာပါဖခင်ရဲ့မျိုးဥပေါင်းတန်း20တဲကမျိုးဥတူပဲလူဖြစ်ခွင့်ရှိတယ်သင်ဟာ16သင်း24သင်း32ယောက်နဲ့ရှင်ပြန်လာရတဲ့လူမဟုတ်ဘူးသင်ဟာတန်းပေါင်း20နဲ့ရှင်ပြန်ပြီးတော့မှအောင်နိုင်လာတဲ့တူးတီးသောသင်ဟာချန်ပီယံဖြစ်တယ်You are the champion သင်သာရှုံးနေမယ်ဆိုရင်သင်လူဖြစ်လာစရာအကြောင်းမရှိဘူးသင်ဟာအောင်နိုင်လို့လူဖြစ်လာတာပါအောင်မြင်လက်စားနဲ့ဆက်လက်အောင်မြင်ဖို့ပဲအရေးကြီးပါတယ်တမန်ကျမ်းစာထဲမှာယာကုပ်အကြောင်းကိုတွေ့ရတယ်ဟေရှာယ41အငယ်14မှာတီကောင်ယာကုပ်ဘာယာကုပ်လဲတီကောင်အင်အားမရှိဘူးအစွမ်းမရှိဘူးတီကောင်အမျိုးငယ်ဣသေလဒါပေမဲ့တမန်ကျမ်းစာထဲမှာအောင်မြင်ခြင်းကိုအင်မတန်မှတောင်းတလိုခြင်းနဲ့အောင်မြင်ခြင်းကိုအင်မတန်မှဆာငတ်တဲ့သူတယောက်ရှိမယ်ဆိုရင်အဲ့ဒီလူဟာယာကုပ်ပဲဂျေကော့အောင်မြင်ဖို့ဘာမဆိုပေးဆက်ဖို့အစင်းသင်းရှိနေတယ်ယာကုပ်ဟာဘယ်တော့မှဒုတိယနေရာမှာသူမကျင်တတ်ဘူးပထမနေရာအတွက်ဘယ်တော့မှသူလက်မလျှော့ဘူးအမြဲတမ်းတိုက်ပွဲဝင်တဲ့ယာကုပ်ဖြစ်တယ်ဒီနေ့တင့်ကိုကျွန်တော်ပြောချင်တယ်ဘုရားသခင်ဟာတင့်ကိုဖန်ဆင်းထားတာဒုတိယနေရာအတွက်မဟုတ်သင်ဟာအလဲအတန်းမဟုတ်ဘူးယုံကြည်ပါတမန်ကျမ်းစာကပြောပါတယ်သင်ဟာပထမတန်းစာခရစ်ယာန် You are first class သင်ဟာကမ္ဘာအဆင့်မီတဲ့လူတစ်ယောက်ဖြစ်တယ်ယာလိကျမ်းခန်းကြီး9အငယ်9:10မှာခရစ်တော်ဟာသူ့ရဲ့အသွေးနဲ့သင်ကိုရွေးတဲ့အခါမှာမိမိဖျားသခင်ရှိစကြဝဠာရဲ့ဖန်ဆင်းရှင်ရှေ့မှာခရစ်တော်ဟာသင်ကိုဘယင်နေရာမှာခန့်ထားတယ်လို့ကျမ်းစာကပြောတယ်မြေကြီးပေါ်မှာစိုးစံဖို့ခရစ်တော်ဟာသင်ကိုဗိသိက်ပေးထားတယ်ခနေ့သင်ယုံကြည်ပါသင်ဟာစိုးစံဖို့ဝေးဖွာလာတဲ့လူတစ်ယောက်ပါရှိနေတဲ့အခြေအနေရောက်နေတဲ့အရက်ဟာတကယ်တော့သ
တင်းရဲ့ပန်းတိုင်မဟုတ်ဘူးတင်းဖြတ်နေတဲ့မှတ်တိုင်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့တင်းရဲ့ပန်းတိုင်ကတော့ဘုံဖြားမှာခရစ်တော်နဲ့အတူစိုးစံမှုဘုရားသခင်လှုပ်ထားတာဖြစ်တယ်ဒီလိုပေါလုကပြောပါတယ်အထက်ရက်ကခေါ်တော်မူခြင်းနဲ့ဆိုင်တဲ့ဆုကိုရခြင်းကပန်းတုံးတိုင်တို့ငါလိုက်ပြေးတယ်ယုံကြည်ခြင်းနဲ့ဆိုင်၍ကောင်းစွာသောတိုက်လံခြင်းကိုပြုပါ Fight the good fight of the faith တော့ဒီမှာထိုင်နေတဲ့သင်ဟာတိုက်ရမယ်ဘာလို့ရမလဲ You have to fight တိုက်ရမယ်ဘုရားခင်ကတင့်ကိုအောင်မြင်ဖို့သတ်မှတ်ထားပေမဲ့သင်ဟာတိုက်ရမယ်ဒါပေမဲ့ခရိယန်တော်တော်များများကအလျှော့ပေးအရှုံးပေးတယ်မဟုတ်တဲ့အရာဘန်းစကားကိုဆွဲကင်ပြီးတော့မှအနာယူလိုသူကိုအရှုံးပေးနှလုံးအေးတဲ့စီနှလုံးကအေးပြီးတော့မှခဲသွားမယ်နောက်ဆုံးခမရေခဲတိုက်ထဲမှာရောက်သွားမယ်ယုံကြည်ခြင်းနဲ့ဆိုင်၍ကောင်းစွာသောတိုက်လံခြင်းကိုသင်ပြုရမယ်တိတိခန်းကြီး6အငယ်7မှာယာကုပ်ဟာအမေဘိုက်ကလေးကပထမနေရာအတွက်တိုက်ပွဲဝင်လာတဲ့လူတစ်ယောက်ဖြစ်တယ်ကမ္ဘာဦးကျမ်း25 22ကနေ26ကိုကြည့်တဲ့အခါမှာဣဇရဲ့မယားရပကာရဲ့ဝန်းထဲမှာဝါအတွင်း၌တည်သောသူငယ်တို့သည်အချင်းချင်းတိုက်ခိုက်ကြ၏ဘယ်သူနဲ့ဘယ်သူတိုက်လဲရပကာရဲ့ဘိုက်ထဲမှာရှိတဲ့အေသောနဲ့ယာကုပ်ဖွားချိန်စေသောအခါသူ၏ဝမ်း၌သားအမွာရှိသဖြင့်အူးဖွားသောသားသည်အမွေးပါသောအဝိကဲ့သို့ဖြစ်၍တကိုယ်လုံးအစင်းနေ၏သူကိုအေသောဟုအမည်မဲ့ကြ၏ထိုနောက်မှသူညီသည်အကိုအေသော၏ဖနောက်ကိုကန်လျက်ဖွာလာ၏သူကိုကယာကုပ်အမည်ဖြင့်မဲ့ကြ၏ဘယ်သူနိုင်လဲဘယ်သူရှုံးလဲအေသောနိုင်တယ်ယာကုပ်ရှုံးတယ်မြန်မာစကားကတော့အစကောင်းမှအနှောင်းသေးကြတယ်ယာကုပ်ရဲ့အစမကောင်းခင်ဝမ်းထဲမှာပထမနေရာတာဦးအတွက်တိုက်တဲ့အခါမှာရှုံးသွားတယ်သူတစ်ပါးနောက်ကသူတစ်ပါးအောက်ကနေပြီးတော့မှသူတစ်ပါးခြေဖနှောက်ကိုကန်ပြီးတော့မှဝေးလာရတဲ့ယာကုပ်အငယ်အရှုံးသမားဖြစ်သွားတယ်ဒါပေမဲ့ယာကုပ်ကဒီလိုပြောပါတယ်တခါရှုံးတာတစ်သက်လုံးရှုံးတာမဟုတ်ဘူးတင်မှတ်ထားပါတခါရှုံးတာတစ်သက်လုံးရှုံးတာမဟုတ်ဘူးတမန်ကျမ်းစာကငါတို့သည်စိတ်မပြတ်အားမလျော့ပဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့ကျွန်တော်တို့ကရှုံးတဲ့အခါမှာစိတ်သက်ကြတခါရှုံးတဲ့အခါမှာနလန်မထူနိုင်တို့မအိမ်နိုင်မစားနိုင်မပြောမဆိုနိုင်စိတ်သက်ကြအဲ့ဒီလိုသာစိတ်သက်များကြခဲ့ရင်ဒီနေ့ကျွန်တော်အသုံးပြုနေတဲ့မီးတွေမော်တော်ကားတွေလေယာဉ်မြန်တွေစက်မှုပစ္စည်းတွေဘာမှရှိမလဲအဲ့ဒီတီထွင်ခဲ့တဲ့လူတွေကတခါတည်းနဲ့အောင်မြင်ခဲ့တာမှမဟုတ်တာအချိန်ပေါင်းများစွာသူတို့ရှုံးနေခဲ့တယ်အခါတစ်ထောင်ပြည့်တဲ့အခါကျမှ Thomas Edison မီးကိုရသွားတယ်ဒီလိုပဲ Stephen Hawking အင်မတန်မှကျမ်းမာတဲ့အချိန်မှာလဲပြီးတော့မှတကောလုံးချိနေသွားတယ်ဒါပေမဲ့တစ်ခါရှုံးတာတစ်သက်လုံးရှုံးတာမဟုတ်ဘူးဒီနေ့ကမ္ဘာပေါ်မှာကြော်ကြားတဲ့နျူတန်နဲ့ချဲမှာထိုင်ပြီးတော့မှအချိန်ရဲ့သမိုင်းအကျဉ်းကိုပြီးအောင်ရေးနိုင်ခဲ့တယ် quantum theory ကိုထုတ်နိုင်ခဲ့တယ် Stephen Hawking သိတယ်မလား The theory of everything အဲ့ဒီကားတွေကြည့်စမ်းပါ
တခါလာလေးကိုရီးယားကဗမာကားတွေမချိပါနဲ့အကျိုးရှိမဲ့ကားတွေချိစမ်းပါဒီနေ့လဲရင်ပြန်ထဒါဟာဘဝပဲတခါရှုံးတာတစ်သက်လုံးရှုံးတာမဟုတ်ဘူးတချို့ကအခြေအနေကိုအပြစ်တင်တချို့ကလည်းအုပ်ချုပ်သူအစိုးရကိုအပြစ်တင်တယ်တချို့ကလည်းကံတရားကိုအပြစ်တင်တယ်ဒီနေ့သင်ကိုကျွန်တော်ပြောချင်တယ်သင်အောင်မြင်ဖို့ဘယ်သူမှကောင်းစေရမလို့ဘူးအခြေအနေမကောင်းရင်လည်းကိစ္စမရှိဘူးအုပ်ချုပ်တဲ့အစိုးရမကောင်းရင်လည်းကိစ္စမရှိဘူးတိုင်းပြည်မကောင်းရင်လည်းကိစ္စမရှိဘူးကံတရားကကိုယ့်ဘက်မပါလည်းကိစ္စမရှိဘူးဖခင်ကသင်အတွက်အမြဲကောင်းနေပါတယ်မိတ်ဆွေတို့ဖြစ်၍ဤရာများတို့၌အဘယ်သို့ပြောเสียရှိသနည်းဘုရားသခင်သည်ငါတို့ဘက်၌ရှိလျှင်အဘယ်သူသည်ငါတို့တစ်ဖက်၌နေနိုင်မည်နည်းဒီနေ့ဘာမှအကြောင်းပြချက်မပေးပါနဲ့သင်အောင်မြင်ဖို့ဘာအကြောင်းပြချက်မှမလိုဘူးဘာကြောင့်လဲသင်ဟာအောင်မြင်ပြီးသားအောင်မြင်လို့သင်ဟာလူဖြစ်လာတာပါယာကုပ်ဟာဘယ်တော့မှအဖေရဲ့အားပေးခြင်းကိုမခံရဘူးသူ့ရဲ့ဘဝမှာအရေးအကြီးဆုံးအာဏာအရှိဆုံးပုဂ္ဂိုလ်တစ်ယောက်ဟာဘယ်တုန်းကမှသူ့ဘက်မှာရှိမနေဘူးဒါပေမဲ့ယာကုပ်စိတ်ဓာတ်မချဘူးဘယ်တော့မှဇွဲမလျှော့ဒီနေ့ကျွန်တော်ကမချပြောတယ်လူကြီးတွေမှာငါအတွက်မလုပ်ပေးတာဆရာတွေကမှငါအတွက်မပြောပေးတာငါဘက်မှာဘယ်သူမှမရှိဘူးမလိုပါဘူးတင်းဘက်မှာဖျားရှင်ပွဲပြီးပါတယ်ယာကုပ်ဘက်မှာဘယ်သူမှမရှိဘူးယာကုပ်ဘက်မှာဖျားခင်မရှိတယ်တာဦးအရာကိုမရအရာသူပြန်ယူပါတယ်လက်ရုံးရည်နဲ့တော့မရဘူးကျမ်းစာကပြောတဲ့အတိုင်းပဲအေးတော့ပူကြီးတယ်တကောလုံးအမွေးနဲ့ညီတော်အစင်းရှိတယ်ယာကုပ်ကအကောင်ညက်တယ်လူပလန်လေးအဲ့ဒီခါမှာလက်ရုံးရည်နဲ့မရတော့နှလုံးရည်နဲ့ပြန်ရှင်ရတယ်တနေ့တနေ့ယာကုပ်သည်စားစရာကိုချက်ပြုတ်စဉ်အေးတော်သည်တောမှလာ၍မောသောကြောင့်ယာကုပ်အားထိုညီတော်စားစရာကိုငါအားချွေးပါလော့ငါမောပါသည်ဟုဆိုလေ၏ယာကုပ်ကလည်းယနေ့ပင်သည်သားဦးအရာကိုငါအားရောက်ပါအေးတော်ကအနိုင်ချစ်နေကြအမြဲတမ်းညီကိုဗိုလ်ချဒီတစ်ခါတော့ယာကုပ်ကမခံတော့ဘူးလက်ရုံးရည်နဲ့မရတော့ညံရည်နဲ့သူရှင်းတယ်ဒါဆိုရင်မင်းရဲ့သားဦးအရာကိုရောင်းငါဝဲမယ်ဒီညီတော်အမဲပေးဟင်းနဲ့ငါဝဲမယ်ကျွန်တော်ပြောပြစီအေးတော့ဟာဘိုက်ဆာလာတာပါဘိုက်နာတာမဟုတ်ဘူးပြောချင်တာကယာကုပ်ကသူတို့ဘာဘိုက်နာတဲ့အခါမှာအတင်းလေမျိုးကိုခွနေပြီးတော့မှနောက်သူတို့ဘာလေကိုခွစီးပြီးတော့မှအနံယူတက်တဲ့အချင်းမရှိဘူးယောက်ျားပီပီမျက်နှာချင်းဆိုင်ကြိုက်ရောင်းကြိုက်ဝေပြောချင်တာကအေးတော့မစားလို့မသေးဘူးအိမ်မှာစားစရာတွေရှာစားလို့ရတယ်စားတာပဲရှိတယ်ဘိုးကြတာယာကုပ်မမားဘူးအေးတော့မှားတာဒါကလူလေကြတယ်လို့ပြောလို့မရဘူးဘာစာချုပ်မှမပါဘူးဘာတက်တယ်မှမရှိဘူးဘယ်သူမှစိုင်းမထိုးပေးဘူးတကယ်တော့လင်းနေပဲရအောင်ယူတယ်ဟိုတယောက်ကလည်းပဲအေးတော့ကငါတီလူပြီတာဦးအရာအပြင်အဘယ်အကျိုးရှိပါလိမ့်မည်နီယူကွာတာဦးအရာငါပေးတယ်လေနဲ့ပေးတာယာကုပ်ရအောင်ယူတယ်အဲ့ဒါကိုရသွားတဲ့အတွက်အဲ့ဒီနေ့မှာငတ်သွားတာကယာကုပ်ဘိုက်ပြေးသွားတာကအေးတော့ဒါကိုနားလည်ဖို့အရေးကြီးတယ်ဒါပေမဲ့ယာကုပ်ဟာမရအရာအနိုင်ပြန်ယူတဲ့သဘောရှိတယ်ဒါမလို့ဘုရားသခင်က I love Jacob ယာကုပ်ကိုငါချစ်၏ဘာကြောင့်လဲ
ဝိညာဉ်ရေးရာကိုတန်ဖိုးထားတယ်ဧသောကတော့ဝိညာဉ်ရေးရာကိုလဲတယ်ဒီနေ့သင်လဲကောင်းလဲပါလိမ့်မယ်ပေးဟင်းနဲ့တော့ဘယ်လဲမလဲဒေါ်လာနဲ့နေရနဲ့အာဏာနဲ့မှလဲမှာပေါ့ဒီနေ့မလဲပါနဲ့မမြင်ရတဲ့အရာဟာပိုတန်ဖိုးရှိပါတယ်ကင်လို့မရတဲ့အရာဟာပိုပြီးတော့မှအဖိုးတန်ပါတယ်ယာကုပ်ဟာသူ့ရဲ့ကြီးတဲ့အကိုကိုနိုင်ပြီးတဲ့အခါမှာနောက်ထပ်ပြိုင်စရာကတော့အဖေဣဇက်ပဲရှိတယ်တကယ်တော့ယာကုပ်ဟာအကြီးဖြစ်သွားပြီဒါပေမဲ့ဣဇက်ဟာခေါင်းပါတယ်ဣဇက်ဟာဘယ်တော့မှဘူးဆိုရင်ဖယုံမသိဘူးဒါကြောင့်မလို့တကယ်တမ်းတောင်းဥကိုကောင်းချီးပေးရမယ်ဖြစ်လာတဲ့အခါမှာဧသောကိုပဲခေါ်ပြီးတော့မှပြောတယ်ယာကုပ်ကိုအတိမမပြုခုတ်ထားတယ်ရဗကာကြားသွားတဲ့အခါမှာယာကုပ်ကိုပြောတယ်ဒီအခါမှာယာကုပ်ကစွန့်စားမှုပြုရတယ်စွန့်စားမယ်အကရိများအဖေဣဇက်ကသာယာကုပ်လိန်နာကိုတိသွားရင်ကောင်းချီးမပေးဘဲနဲ့ကျရင်ဘယ်နဲ့လုပ်မလဲသူပြောတယ်အဖေကျရင်ဘယ်နဲ့လုပ်မလဲကျွန်ုပ်ဒီမင်္ဂလာကိုမရဘဲကျင်ချင်းအမင်္ဂလာကိုသာခံရလိမ့်မည်ဒါမှယာကုပ်ပြန်စဉ်းစားတယ် no choice တခြားသောရွေးချယ်စရာမရှိဘူးအဲ့ဒီမှာယာကုပ်ဘာဆုံးဖြတ်လဲစွန့်စားဖို့မှတ်ထားပါအောင်နိုင်ဖို့အတွက်စွန့်စားရတယ်ဗမာစကားကတော့စွန့်မှစားရတယ်စွန့်ဝင်သူပဲအောင်ကြောင်းဖြာတယ်ဒီနေ့စွန့်စားဖို့ဘယ်တော့မှဝင်မလေးပါနဲ့အဲ့ဒီကိစ္စ risk အင်မတန်မှစွန့်စားရတယ်တစ်ချက်မှလို့မရဘူးဒါပေမဲ့ယာကုပ်ကတော့သင်ရင်တော့မြေကြီးပဲအားလုံးမြေကြီးပဲမြေကြီးသွားမယ်အတူတူရှင်တော့ငါရွှေထီးပဲဆောင်းမယ်အဲ့ဒီ mindset သူ့မှာရှိတယ်ဒါမှမဟုတ်သူဝင်သွားတယ်လွယ်တော့မလွယ်ဘူးဣဇက်ကလည်းမခေးသူယာကုပ်ဘလောက်ပဲအတန်တူအောင်ပြောယာကုပ်အတန်ဧသောလက်ပါတကားဒါပေမဲ့အင်ကြီးကိုဆွဲလိုက်တဲ့အခါမှာဧသောရဲ့အင်ကြီးဖြစ်မှန်းသိသွားတဲ့အခါမှာဧသောအနက်ကရှိနေတာကိုနောက်ဆုံးတော့ဣဇက်ဧသောအမတ်နဲ့ယာကုပ်ကိုကောင်းကြီးပေးလိုက်ရတယ်ယာကုပ်သူ့ထက်ကြီးတဲ့အဖေကိုလည်းသူနိုင်သွားတယ်လွယ်ကူတော့ကိစ္စမဟုတ်ဒီနေ့ပြောချင်တာကအောင်မြင်ဖို့အတွက်မလွယ်ပါဘူးဒီနေ့သင်ယုံကြည်ပါသင်ဟာလွယ်ကူတဲ့အရာတွေကိုလုပ်ဖို့မွေးဖွားလာတာမဟုတ်ဘူးချန်ပီယံတွေဟာဘယ်တော့မှညံ့နဲ့ပြိုင်ပွဲနဲ့မပြိုင်ဘူးကိုယ့်ရဲ့တာတဲ့ကိုယ့်ရဲ့တော်တဲ့ပြိုင်ပွဲကိုပဲရှာတယ်သင်ဟာချန်ပီယံဖြစ်တယ်အဲ့ဒီကောင်းချီးရလို့ရွှေဘုံဘောကိုရောက်သွားတာမဟုတ်ဘူးအဘဣဇက်ရဲ့ကောင်းချီးရပြီးတဲ့အခါမှာအိမ်ဘော်ကဆင်းသွားရတာကယာကုပ်အမွေနဲ့အမေကိုစွန့်သွားရတာကယာကုပ်တိန်တို့ကိုမောင်းပိုင်စီးလိုက်ရတာကဧသောဒါပေမဲ့ယာကုပ်ဟာမျက်မြင်မရတဲ့ကောင်းကြီးတော့ဖခင်ကထာဝရဘုရားဤကောင်းကြီးမင်္ဂလာသည်စီးစိမ်ကိုဖြစ်စေတယ်စီးစိမ်ဆိုတာကမျက်စိနဲ့မြင်ရတယ်အိမ်မြေစိတ်ပတ်စံမျက်စိနဲ့မြင်ရတယ်ထာဝရဘုရားရဲ့ကောင်းကြီးကမျက်စိနဲ့မမြင်ရဘူးဒါမှမဟုတ်တင်းနေနဲ့မျက်စိနဲ့မမြင်ရတဲ့ကောင်းကြီးကိုယာကုပ်နီးတူရှာဖို့ကျမ်းစာကပြောထားတယ်ယာကုပ်ကအိမ်ကပြေးဆင်းသွားတဲ့အခါမှာသူ့အမေရဲ့မောင်လာဗန်စီကိုရောက်သွားတယ်တကယ်တော့ဦးလေးအရင်ပါတကယ်ဆွေမျိုးတွေပါဆွေမျိုးတော်တဲ့အပြင်လာဗန်ရဲ့သမီးနဲ့ရတော့ပိုနီးသွားတာပေါ့ဒါပေမဲ့လာဗန်နဲ့သားတွေကယာကုပ်အပေါ်မှာမကောင်းဘူးနော် good brothers တွေမဟုတ်နော်လာဗန်နဲ့ရွှေရောက်ဖတော်တွေကမကောင်းဘူးအနည်း20မှာယာကုပ်ကိုဆဲခြင်းလိမ့်နေ
ဘာဦး31အငယ်41မှာယာကုပ်ကလာဗန်နဲ့ရွှေရောက်ဖတော်တွေကိုပြောတယ်အကျွန်ုပ်သည်အနှစ်20ပတ်လုံးတင်ဤအိမ်၌နေ၍တင်ဤသမီးနှစ်ယောက်အတွက်14နှစ်သောစိတ်တို့အတွက်6နှစ်အစေခံရပြီတို့ရတွင်တင်သည်အကျွန်ုပ်အခကို10ချိန်လဲပါပြီတကား10ချိန်ပြောချင်တယ်ကအနှစ်20မှာယာကုပ်ဟာ10ခါရှုံးတယ်တောင်းရုံလူဆိုရင်ဒေါင်းသွားတာကြပြီနလန်မထူတော့ဘူးပြန်ထမလာတော့ဘူးပြန်မလာတော့ဘူးနှစ်မှာတစ်ခါရှုံးတယ်နှစ်မှာတစ်ခါရှုံးတယ်ဒါပေမဲ့ဘုရားခင်ယာကုပ်ကိုကြိုက်တဲ့အချက်ကတော့ဘယ်နှခါရှုံးယာကုပ်ရဲ့စိတ်ထဲမှာဘယ်တော့မှအရှုံးမပေးဘူးအနိုင်ရဖို့သူလုပ်တယ်ရှင်းပြိုင်မယ်ဒါပေမဲ့လာဗန်နဲ့သားတွေကတော့ယာကုပ်ကိုလွယ်နဲ့အနိုင်မပေးဘူးရှင်ပြန်တဲ့အခါမှာအပဟံအပေါ်စီးကယူထားတယ်ကောင်းပြီတဲ့သောစုစိတ်စုတွေထဲမှာအကွက်ကြားတွေမွေးလာရင်မင်းယူယာကုပ်ကြောင်းရတဲ့လာဗန်တို့သူ့သားတွေရဲ့သောစုစိတ်စုတွေကအကွက်ကြားတွေအားလုံးကိုထုတ်ပလိုက်တယ်စဉ်းစားကြည့်နော်အဲ့ဒါတွေကိုထုတ်ပြီးတော့မှ3ရက်ခီးခွာထားလိုက်တယ်တတဗေဒနဲ့သိုးတွေအကြောင်းကိုကြည့်တဲ့အခါမှာအကွက်ကြားဆိုတာက10ကောင်မှ1ကောင်ပဲပါတယ်ရှားပါတယ်ဒါတော့မှတစ်ဖက်ကနည်းနည်းလေးအယောင်လေးကပြောင်းသွားမှအကွက်ကြားမွေးတာအခုကဗျောင်နေပဲခြံထားပေးတယ်ယာကုပ်ကိုမတရားရှင်ပြန်ရတယ်အောက်အသေးအနေနဲ့ရှင်ပြန်ရတယ်ဘိုးချခံရတယ်မတရားဘူးဒါပေမဲ့ယာကုပ်မမှုပါဘူးယာကုပ်ကပြောတယ်ကောင်းပါပြီကျွန်တော်သဘောတူတယ်ဒီပွဲကိုကျွန်တော်ပြိုင်မယ်အခုကဆက်ပြီးတော့မှပြောင်းနေကြီးပဲရှိတဲ့သိုးစုဆေးစုတွေကမွေးလာမယ်အကွက်ကြားကိုကျွန်တော်ယူမယ်ပြောင်းနေအားလုံးကိုတော့ခမည်းတော်ယူယာကုပ်ရှင်ပြန်ရဲတယ်ဘာကြောင့်လဲယာကုပ်ဟာလာဗန်အောက်မှာအလုပ်လုပ်ရပေမဲ့အကောင်းဆုံးသူလုပ်တယ်ဘယ်တော့မှသူကမခိုကပ်ဘူးဒီနေ့ကျော်တို့ကပြောတယ်ရတဲ့လာစာနဲ့ပဲငါတို့တန်အောင်လုပ်မယ်ပို့လို့လည်းပဲဘာမှမထူးပါဘူးဒီနေ့ယာကုပ်ဟာအကောင်းဆုံးဖြစ်မလာသေးပေမဲ့အကောင်းဆုံးကိုသူလုပ်တယ်ဘဒုလဲအောက်မှာပဲလောက်ရအကောင်းဆုံးဖြစ်အောင်သူလုပ်တယ်ပြီးပြင်းစေတနာထားပြီးသူလုပ်တယ်တစ်ဖက်ကခက်ကျွမ်းကျင်အောင်သူလုပ်တယ်အဲ့ဒီအခါမှာယာကုပ်ဟာသိုးတွေကလေးမွေးတဲ့အကြောင်းကိုတစ်ဖက်ကခက်အောင်သူနားလည်သွားတယ်သိုးတွေရဲ့ cycle ကိုသူနားလည်သွားတယ်အဲ့ဒီမဟာလောဝချက်ကိုသူတွေ့သွားတယ်အဲ့ဒါကြောင့်လာဗန်နဲ့သားတွေကိုအောက်အသေးအနေနဲ့မတရားပေမဲ့69%ကတော့အကျော်ပေးထားရပေမဲ့သူကရှင်ပြန်ရဲတာဖြစ်တယ်ဒီနေ့သင်ပါပဲလို့တစ်ဖက်ကန်းခတ်ကျွမ်းကျင်အောင်လုပ်ပါကားမောင်းရင်လည်း expert ဖြစ်အောင်လုပ်ပါစက်ပြင်ရင်လည်းပဲ expert ဖြစ်အောင်လုပ်ပါအင်ကြီးချုပ်ရင်လည်းပဲ expert ဖြစ်အောင်လုပ်ပါတရားဟောဆရာဖြစ်ရင်လည်းပဲ expert ဖြစ်အောင်လုပ်ပါဟိုမြောက်ဒီမြောက်မလုပ်ပါနဲ့ယာကုပ်ဟာသိုးတွေနဲ့ပတ်သက်လာရင်တစ်ဖက်ကန်းခတ်အောင်ကျွမ်းကျင်တယ်မခိုကပ်ဘူးနေ့20မှာလာစာတပြားမှမရဘူးဘိုးနဲ့ဆိုတာနေနေတာတခုခုဖြစ်ရင်အဲ့တဲကစိုက်လျော်ပေးရတယ်ဒါပေမဲ့စေတနာအပြည့်ထားပြီးသူလုပ်ခဲ့တယ်အဲ့ဒီအပေါ်မှာဘုရားသခင်ကယာကုပ်ကိုကောင်းချီးပေးတယ်ဆိုတော့တွေ့ရတယ်တကယ်တော့လာဗန်နဲ့ပြန်တဲ့အခါမှာယာကုပ်ကအောက်မဲကတမဲပဲပါတယ်မဲပေါင်း100မှာပေါက်မဲကတမဲပဲပါတယ်69မဲရဗလားလာဗန်နဲ့သားတွေကဒီလိုပြောတယ်ယာကုပ်ငါတို့ကတော့69ခါနိုင်မယ်မင်းကတော့တစ်ခါပဲနိုင်ရမယ်ဟုတ်ကဲ့ပါယာကုပ်သဘောတူပါတယ်ယာကုပ်တစ်ခါပဲနိုင်တယ်အဲ့ဒီမဲဟာပေါက်မဲဖြစ်နေတယ်ဟာလေလုယာဘာဖြစ်လို့လဲ
အဲ့ဒီမဲဟာယာကုပ်အတွက်ဘုရားသခင်သတ်မှတ်ထားပြီးသားမို့လို့ပါသင်ရတခါတည်းရှင်ပြန်ရတယ်တခါပဲနှက်ကွင်ရှိပေမဲ့သင်နိုင်တဲ့မဲဟာပေါက်မဲပါမေဆိုရင်အဲ့ဒီပေါက်တဲ့မဲဟာယေရှုခရစ်တော်ပါသင်မှာရှိတဲ့ယေရှုခရစ်ကသင်ကိုပေါက်စေတဲ့မဲဖြစ်ပါတယ်ဒါကိုသင်နားလေဖို့အင်မတန်မှအရေးကြီးပါတယ်ယာကုပ်လာဗန်နဲ့သားတွေကိုနိုင်သွားပြီသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာယာကုပ်ဟာသူ့တဲ့ကြီးတဲ့သူ့တဲ့သားတဲ့ရှင်ပြန်ဘက်တင်နေပဲသူရှင်ပြန်ရတယ်အေသောကိုနိုင်တယ်ဣဇက်ကိုနိုင်တယ်လာဗန်နဲ့သားတွေကိုနိုင်တယ်နောက်ဆုံးပြောရရင်တော့မြေကြီးပေါ်မှာယာကုပ်ရဲ့ပြိုင်ဘက်မရှိတော့ဘူးအဲ့ဒီခါမှာယာကုပ်ပေညီလာမှာလူတယောက်နဲ့နှစ်ပန်းလုံးနေဒါက the last battle နောက်ဆုံးသောစစ်ပွဲပဲနှစ်ပန်းလုံးနေနှစ်ပန်းမလုံးခင်မိမိရဲ့ကလေးတွေမိန်းမတွေအစေခံကျွန်းတွေဥစ္စာရှိသမျှကိုချောင်းတစ်ဖက်ကိုကူးစေတယ်ပြောချင်တဲ့ကအားလုံးကိုတန်အောင်စင်ဖြတ်ပြီးတော့မှလူတယောက်နဲ့နှစ်ပန်းလုံးနေနောက်တော့မှကြည့်ရတာယာကုပ်သိသွားတယ်အဲ့ဒါလူမဟုတ်ဘူးဘာလို့လဲဖျားသခင်ကိုယ်တိုင်ပဲနှစ်ပန်းလုံးနေနှစ်ပန်းလုံးနေဆိုတာကတော့လုံးမန်းတာပေါ့ကြည့်တဲ့တင်ဟာစီးပွားရေးနဲ့လုံးမန်းရတယ်တချို့ကအိမ်တော်ရေးနဲ့လုံးမန်းရတယ်တချို့ကလူမှုရေးနဲ့လုံးမန်းတယ်တချို့ကပညာရေးနဲ့လုံးမန်းတယ်တချို့ကမိဖို့ကြောင့်မှပဲလုံးမန်းနေတော့ဟင်းစော်ပဲနန်တာပေါ့ယာကုပ်ကတော့တညာလုံးဘာနဲ့လုံးလဲဖျားသခင်နဲ့လုံးနေအော်เสียကောင်းပါတယ်အော်เสียကောင်းပါတယ်ထိုသူသည်မိမိမနိုင်မှန်းကိုသိလျင်ဘာလို့လဲဖျားယာကုပ်မဘူးယာကုပ်ကိုမနိုင်မှန်းသိလျင်ယာကုပ်ပေါင်ချံကိုထိုး၍လုံးထွေးစဉ်ပေါင်စစ်ပြုတ်လေ၏ဘလောက်နာနော်ဘလောက်နာမလဲစဉ်းစားကြည့်ပါဘောလုံးပွဲမှာတော့မှအချင်းဆွဲချင်းမနာပဲနဲ့နာကျင်ဟန်ဆောင်နေတာကြည့်ရတာရုပ်ပြဆင်းပြနေတိတ်ခါမရှိဘူးလက်ဝဲပွဲမှာနည်းနည်းပါးပါးနာသွားရင်မရတော့ဘူးပြန်ဘက်ကသိကောင်းနေတာကိုတစ်ချက်မှနာလို့မရဘူးယာကုပ်ပြုတ်သွားတာကပေါင်စစ်ဒါကြီးတစ်ခုလုံးကပြုတ်ထွက်သွားတာတောင်ယုံလူဆိုရင်တော့အရှုံးပေးပြီအရှုံးပေးပြီပေါင်စစ်ပြုတ်ထွက်သွားတာယာကုပ်ပြအရှုံးမပေးဘူးအဲ့ဒီခါမှာဖခင်ကပြန်ပြောရတယ်ငါ့ကိုလွတ်ပါမိုးလေးစေရှိပြီဒုက္ခယာကုပ်ကကိုတော်သည်ကျွန်တော်ကိုကောင်းချီးမပေးလေမသွားရဒီနေရာမှာယာကုပ်လုံးမန်းနေတာကကလောအတွက်လုံးတာမဟုတ်ဘူးနော်ဘို့အတွက်လုံးတာမဟုတ်ဘူးငါဘို့မိမဘို့နော်အခုလုံးနေတဲ့အမျိုးသားနိုင်ငံရေးတွေမဟုတ်ဘူးကို့အမျိုးတွေကောင်းစားမဲ့အမျိုးသားနိုင်ငံရေးမဟုတ်ဘူးကောင်းချီးမမြင်ရတဲ့အရာအဲ့ဒါကိုမပေးရင်ကျွန်တော်မလွတ်ဘူးတဲ့အဲ့ဒီခါမှာဘုရားသခင်ကတင်းအမိကယာကုပ်ဖြစ်၏နောင်နဲ့တင်းအမိကိုယာကုပ်ဟူ၍မခေါ်ရဣသေလဣသရေလဟူ၍ခေါ်ရမည်အကြောင်းမူကားတင်းသည်ဘုရားသခင်နှင့်၎င်းလူနှင့်၎င်းမင်းကဲ့သို့ပြန်၍နိုင်လေပြီဘယ်သူနိုင်သွားလဲတကယ်တော့ဘုရားသခင်ရဲ့အကြည့်တစ်ချက်ဟာယာကုပ်ကိုပြချသွားစေနိုင်ပါတယ်ဘုရားသခင်ကအရှုံးပေးလိုက်တာပါဘုရားသခင်ရှုံးသွားတာမဟုတ်ဘူးဘုရားသခင်ကယာကုပ်ကိုအနိုင်ပေးလိုက်တာပါအရှုံးမခံတဲ့ယာကုပ်ကိုအရှုံးကိုလက်မခံတဲ့ယာကုပ်ကိုဘုရားကဘာပေးလဲအနိုင်ပေးတယ်သင်အရှုံးမပေးသေး၍သင်ဘယ်တော့မှမရှုံးဘူးမေဆွေတခါရှုံးတာတစ်သက်လုံးရှုံးတာမဟုတ်ဘူးလဲကျပြန်ထပါဒါဟာဘဝပဲအခြေအနေတွေဘလောက်ပဲဆိုကံတရားတွေဘလောက်ပဲသင်ပတ်မှာမရှိလူကြီးတွေသင်တယ်မပြောပေးမလုပ်ပေးသင်ပတ်မှာမနေပေးပေမဲ့ကိစ္စမရှိဘူး
အမှုခတ်သိမ်းတို့ကိုခံစဉ်တွင်သင်ဟာအထူးသဖြင့်အောင်မြင်သောသူငါတို့သခင်ယေရှုအဖြစ်ငါတို့ဟာအောင်ခြင်းအခွင့်ကိုပေးတော်မူသောဘုရားသခင်ရဲ့ကျေးဇူးတော်သင်ဟာဘုရားသခင်ရဲ့သားပါသင်ဟာဘုရားရဲ့သမီးပါသင်ရဲ့အထက်မှာဘုရားရဲ့သွေးတွေစီးနေတယ်သင်ရဲ့အထက်မှာဘုရားရဲ့ DNA ရှိတယ်သင်မောဆိုတာရေပေါ်ကိုသွားဖို့လှုပ်ထားပါတယ်သင်ကိုလည်းအောင်မြင်ဖို့ဘုရားလှုပ်ထားတယ်အောင်မြင်ဖို့ဘုရားဟာသင်ကိုလှုပ်ထားတယ်လွယ်ကူတဲ့ပွဲတော့မဟုတ်ဘူးဒါပေမဲ့သင်နားလေရမှာကလွယ်တာတွေကိုလှုပ်ဖို့သင်မွေးလာတာမဟုတ်ဘူးဆယ်ကရှုံးလည်းပဲပြန်ထပါဘုရားသားတွေရဲ့အဆုံးအရှုံးမဟုတ်ဘူးဘုရားကအပြုံးကိုပေးထားပြီးသားဏိဂုံးမှာဘုရားသခင်ဟာအနိုင်ကိုပေးထားပြီးသားဒါကိုယာကုပ်ကောင်းကောင်းနားလည်သွားတယ်ဘုရားသခင်သူ့ရဲ့အထက်မှာထည့်ထားပေးတဲ့မျိုးစေ့ဆောင်းလျှောက်တယ်အေသောကတော့မဆောင်းလျှောက်ဘူးယာကုပ်ကဆောင်းလျှောက်တယ်ဘောမှာဘလောက်ပဲရှုံရှုံဘလောက်ပဲအနေခံရယာကုပ်ကဘယ်တော့မှအရှော့မပေးဘူးဘယ်တော့မှအရှုံးမပေးတဲ့ယာကုပ်ကိုနောက်ဆုံးမှာဘုရားကိုယ်တိုင်ကအနိုင်ပေးလိုက်တယ်တစ်ချိန်လုံးကတော့တီကောင်ယာကုပ်လို့ပြောပေမဲ့အခုကတော့ဘယ်လိုပြောလဲIsrael ဒီနေ့ကဘာကိုကောင်းကျိုးအပြုဆုံးနိုင်ငံနှစ်နိုင်ငံပဲရှိတယ်ကဘာလုံးကိုကျေးဇူးပြုတဲ့နိုင်ငံကနှစ်နိုင်ငံပဲရှိတယ်အဲ့ဒါက Israel နဲ့အမေရိကပဲ Israel နဲ့အမေရိကပဲကူညီဖို့ဝင်မလေးဘူးပေးကမ်းဖို့ဘယ်တော့မှလက်မနေဘူးအဲ့ဒီလိုပဲတိုက်ခိုက်ဖို့လည်းဘယ်တော့မှဝင်မလေးဘူးဒါကိုသင်နားလဲပါအခုပဲတောင်တရုတ်ပင်လယ်မှာ aircraft တွေရောက်လာပြီနည်းနည်းစွာနေတဲ့အလီနာကြီးနိုင်ငံတွေကိုဗိုလ်ချနေတဲ့နဂါးကြီးကိုပညာပေးဖို့ US ကလွှတ်လိုက်ပြီ aircraft တွေ Israel လည်းအဲ့လိုပဲအာရတန်ပေါင်းများစွာမွတ်စလင်ကဘာကဝိုင်းရံထားပေမဲ့ဘယ်တော့မှတိုက်ခိုက်ဖို့ဝင်မလေးဘူးအီရန်ကိုနျူကလ িয়ার နဲ့ဖျက်ဆီးဖို့မနေ့ဆွဲထားရတယ်ပြောချင်တာကဖျားလူတွေပါဒါပေမဲ့တိုက်ခိုက်ဖို့ဘယ်တော့မှဝင်မလေးဘူးအနိုင်ယူလို့သူကိုအရှုံးပေးနှလုံးအေးတဲ့ဆေးဟာနှုတ်ကပတ်တော်မဟုတ်အောက်တလူသားလုံရင်မထောင်သားတွေကတင့်ခေါင်းကိုတက်နှင်းသွားမှာပေါ့ဂုတ်ကိုခွတ်စည်းသွားမှာပေါ့ကဘာကြီးဟာပြိုင်ကွင်းမှာပဲဒီနေ့ကျွန်တော်တို့ကကောင်းကင်တမန်ရှေ့ဖျားသခင်ရှေ့လောကီသားတွေရှေ့မှာပြိုင်ပွဲဝင်နေရတဲ့လူတွေအဲ့ဒီနေရာမှာသင်ကြောက်နေလို့မရဘူးသင်တိုက်ရမယ်ချန်ပီယံတွေရဲ့မနေ့စာဟာပါမုတ်ကျဲဥကျော် overtain နဲ့နွားတို့မဟုတ်ဘူးချန်ပီယံတွေဟာစိန်ခေါ်မှုတွေကိုစားတယ်ပြဿနာတွေကိုရှာတယ်ကာလက်ကတို့လိုပြောပါတယ်ကြံခဲ့တဲ့နှစ်40ကလို့ကျွန်တော်မှယခုခွန်အားရှိတယ်အဲ့ဒီတောင်ကိုကျွန်တော်ကိုပေးအဲ့ဒီတောင်မှာဘလူးကြီး9ကောင်ရှိတယ်အင်ဝနာကြီးမားတဲ့ giant 9ယောက်ရှိတယ်တက်တွေရှိတယ်ဒါပေမဲ့ကာလက်ကဘာပြောလဲကျွန်တော်ကိုလွယ်ကူတဲ့နေရာတွေမပေးနဲ့ဘိုလ်ချုပ်ယောရှုအဲ့ဒီတောင်ကိုပဲကျွန်တော်တိုက်မယ်အဲ့ဒီလိုမျိုးစိတ်ထားအသစ်မှရှိဖို့အရေးကြီးတယ်ဒီနေ့ခရစ်ယာန်တော်များများကလွယ်တဲ့အရာကိုပဲစဉ်းစားတယ်လွယ်တဲ့စုကိုပဲတောင်းတယ်မဖြစ်နိုင်တဲ့အရာတွေကိုဆိုရင်ဝဝေးကရှောင်တယ်ပြဿနာကိုဝဝေးကရှောင်တယ်ဒီနေ့သင်ကိုကျွန်တော်ပြောချင်တယ်ပု္ပ္ပာကိုမကြောက်ပါနဲ့စာမေးပွဲကိုမကြောက်ပါနဲ့အနာရောဂါတွေမှုန်နှမ်းတွေကိုမကြောက်ပါနဲ့အဲ့ဒီအရာတွေဟာသင်ကိုပို့ပြီးတော့မှအောင်မြင်စေမယ့်အရာတွေအဲ့ဒါတွေက opportunity လို့ခေါ်တယ်ဒါတွေကိုစားရမယ်ဒါမလို့ကာလက်ကဘာပြောလဲအဲ့ဒီ giant blue ကြီးတွေကငါရဲ့စားစရာယောရှုကထိုသူတို့သည်ငါတို့စားစရာချန်ပီယံတွေကပါမုတ်သည်ကျက်ဥသည်ငါတို့စားစရာလို့မပြောဘူးငါတို့ရဲ့စားစရာ great challenge စိန်ခေါ်မှုတွေပြဿနာတွေဒါတွေကိုစားပါတော့နောက်ဆုံးယာကုပ်ဟာကမ္ဘာအကြီးဆုံး empire ရဲ့ဧကရိဖာယောကိုကောင်းချီးပေးရတယ်ယောသသည်အဘယာကုပ်ကိုတွင်၍ဖာရောမင်းရှေ့မှထားသည်ဖြင့်ယာကုပ်သည်ဖာရောမင်းကိုကောင်းချီးပေး၏ယာကုပ်သည်ဖာရောမင်းကိုကောင်းချီးပေး၍အထံတော်မှထွက်သွားလေ၏ဒါကယာကုပ်ရဲ့အဆုံးအမတီကောင်
မွေးတော့ကအစမကောင်းပေမဲ့အဆုံးမှာတော့ကင်းကောင်းချုံကြားကစပေမဲ့ဘုံဖျားနန်းတော်မှာဆုံးသွားတယ်နန်းတော်မှာတကားဆောင်မဟုတ်ဘူးနန်းတော်မှာတာလုံပေါ်မှာထိုင်တဲ့ဘုရင်ကြီးရဲ့ခေါင်းပေါ်မှာလက်တင်ပြီးတော့မှဧကရစ်ကိုကောင်းချီးပေးခဲ့ရတဲ့ဣသရေလဒါလို့ဣသေလဣသရေလတကဘာလုံးကိုဘာလုပ်နေလဲကောင်းချီးပေးရတယ်ယာကုပ်ကဒီလိုချေညာပါတယ်ဟေရှာယ51အငယ်9ဒါကိုအလွတ်ချက်ထားပါအရှင်ထာဝရဘုရားသည်ငါ့ကိုဆောင်မတော်မူလိမ့်မည်ထို့ကြောင့်ငါမရှုံးရသည်ဖြစ်၍ကိုမျက်နာကိုမြည်ကြောက်ကဲ့သို့ထားလျက်ရှက်ကြောက်ခြင်းသို့မရောက်ရဟုငါသိ၏အလုံးရဲ့အပေါ်မှာကျေးဇူးတော်နဲ့အောင်မြင်ခြင်းရှိပါစေ။